တူတူဆိုရင်ဘဝမှာရဲ့ရာစာတွေအပြည့်ဂျိုးခွင်တွေတိုင်းမှာစုံမနေတာအချင်းလေးဝေဒနာပြဿနာတွေဝင်မွေမဲ့ဟေးအနေကွာချိန်လေးမှာသတိစင်သာရှိစေဘာရဲ့ကြောင့်မှမဝေလို့ဘယ်တော့မှမလွမ်းလို့ဘယ်သူပြတ်ပြတ်ပေါ့ချစ်တွေမပြည့်စီဖို့ကိုပြင်နာစားရတွေ့ရဲ့ရှင်နဲ့ပြင်စင်မဲ့ခွဲအချိန်တွေတိုင်းဝင်ရောက်သူဒိုနာလေပြီးသားဘယ်ရာဒီနဲ့ခနဲ့ပဲကြိုးဝင်မှာကျင်နာကိုနှောက်ရှက်မရမပူပါနဲ့လေဘာရဲ့ကြောင့်မှမဝေလို့ဘယ်တော့မှမလွမ်းလို့ဘယ်သူပြတ်ပြတ်ပေါ့ချစ်တွေမပြည့်စီဖို့ကိုပြင်လာစားတွေတွေ့ရဲ့ချင်နဲ့ပြင်စင်မဲ့ခွဲအချိန်တွေတိုင်းဝဲနေရောက်သူဒိုနာလေ